ကျမ်းပြင်မှာကြာထိုင်ရင်ခါနာတတ်တဲ့သူတွေရှိပါသလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ဘဝနေထိုင်လှုပ်ရှားမှုပုံစံအမားတွေကြောင့်ဖြစ်တဲ့ခါနာပခုံးနာဇက်ကြောတက်ခြေချင်းဝတ်နာခြေဖနှောက်နာစတဲ့နာကျင်မှုဝေဒနာတွေကိုသိပ္ပံနည်းကျလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောင်းကင်းအောင်ပြုလုပ်ပေးနေတဲ့ rehab trainer ပိုင်းဆိုးပဲဖြစ်ပါတယ်ခင်ဗျာကျမ်းပြင်မှာထိုင်လို့ရှိရင်ဒီလို yoga plot တုံးလေးကိုတင်မအောင်မှာခုထိုင်လိုက်ပါဒါဆိုရင်ခါနာတာလုံးဝတက်တာသွားပါလိမ့်မယ်ဆိုတော့ yoga plot တုံးလေးကိုအပြည့်မထိုင်မနဲ့ကျွန်တော်တဝက်ပဲထိုင်မယ်ပေါ့နော်ကျွန်တော်တရားထိုင်တာပဲဖြစ်ဖြစ်ကျမ်းပြင်မှာထိုင်တာပဲဖြစ်ဒီလိုလေးပေါ့နော်ကျွန်တော်တို့ရဲ့ yoga plot တုံးလေးကိုတဝက်မှာပဲအဲ့လိုအပြည့်ကြီးမထိုင်လိုက်ပဲနဲ့တင်မတဝက်မှာထိုင်လိုက်တယ်တင်မတဝက်မှာထိုင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့တင်မာလေးကို short ချလိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ spine လေးပေါ့နော်ခါယိုခစရိုးလေးတွေကတဲ့သွားမယ်ဒါဆိုရင်ကျွန်တော်တို့ကြာထိုင်လို့ရပါပြီပုံမှန်အားဖြင့်ကျွန်တော်တို့ဒီလိုအပြည့်ထိုင်တာကြာလာလို့ခါနာရဲဆိုတာကျွန်တော်တို့ကြာလေခါကြီးကကွေးသွားလေးဖြစ်သွားပြီပေါ့နော်ဒါကြောင့်မလို့ခါနာတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတင်မာကိုတဝက်လောက်ပဲထိုင်တယ်တင်မာလေးကဒီလိုလန်လေးဖြစ်သွားမယ်ပေါ့လန်သွားလို့ရှိရင်ကျွန်တော်ခစလေးတွေကတဲ့သွားတယ်ဒါဆိုရင်ကြာထိုင်လဲခါမနာနိုင်တော့ပါဘူးအားလုံးပဲအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်နေထိုင်လှုပ်ရှားမှုပုံစံမားတွေကြောင့်ဖြစ်တဲ့ဒုနာခါနာပခုံးနာဇက်ကြောတက်စတဲ့ဝေဒနာတွေကိုကျွန်တော်နဲ့အနီးက rehab training လုပ်ချင်ပါက Telegram Viber နံပါတ်399699 866တို့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ